တယောက်ထဲနဲ့အတန်၃မျိုးပြောသွားတာတကယ်လေးစားတယ်ဗျာအမอืมဟုတ်တယ်ရှင်သူပြောလဲဟောကျွန်တော်ရှက်တော့နေအမကိုကျွန်တော်ပြောတာအမေကျွန်မကိုပြောဟုတ်လားတယောက်ထဲပြောနေနော်ဟုတ်ပါလေပါကိစ္စရှိလို့ဟောကျွန်တော်အမနဲ့ရင်းနှီးချင်လို့အမေရှင်တခြားဆောင်းအောင်ကြည့်တော့တကယ်ကောင်းတယ်တယောက်ထဲနဲ့အတန်၃မျိုးကိုပြောတာကျွန်မနဲ့ရင်းနှီးချင်လို့ဟုတ်လားอืมဟုတ်ပါလေရတယ်လေရင်းနှီးချင်ပါအတွက်နဲ့လေအမေဟောကျွန်တော်အမကိုဒါအရင်နေနေဆိုတာအမကိုတန်ရောစင်ရှိနေလို့ဟုတ်တယ်ကျမကိုတန်ရောစင်ရှိလို့ဟုတ်လားတခြားဆောင်းအောင်ကြည့်တော့တကယ်ကိုကောင်းတယ်ဟုတ်ပါတယ်ကျွန်တော်အမကိုစတွေ့လို့ချင်းမြင်ရင်ဟုတ်တယ်ကျွန်တော်ရေနဲ့တဲတဲ့နှလုံးသားတွေကဆွညှိနေတဲ့တန်ရောစင်ကျိုးအတွက်ပါဗျာဟုတ်ပဲအဲ့ဒါနဲ့ကျမပါဆိုင်လို့လေမဆိုင်ဘူးကျွန်တော်တိုက်ဆိုင်လို့ပါဗျာအမေရှင်းမပြောဗျာကျွန်တော်အမကိုကျွန်တော်ချစ်တယ်ဗျာချစ်တယ်ဟုတ်တယ်ရှင်ကဗလိုင်းကြီးပါပဲကျွန်မမှာချစ်သူရှိတယ်ရှင်ဘာအမမှာချစ်သူရှိဟုတ်လားဟုတ်တယ်ဒါပြအမရဲ့ချစ်တော့ဘလူးလဲဘဲဝါလဲဘဲရလဲဘဲစားတိလဲအရက်ရှင်ကအရာဆက်ဆူလိုက်မယ်တော့တခြားဆောင်းအောင်ကြည့်တော့နောက်ပိုင်းကတကယ်ပိုးကောင်းတယ်ဆက်စုတယ်လို့တဘောမထားပါနဲ့ကျွန်တော်သိချင်လို့ပါဟုတ်တယ်ရှင်သိချင်တဲ့ပါဆိုရင်ကျမရဲ့ချစ်သူကဥတောကတာမော့အမေဥတောကတာမော့တော့လေတာမော့ဟုတ်လားဟုတ်တယ်ရှင်သိနေလို့လားသိတာပေါ့လေမိုက်တယ်ဗျာဟာဟိုမှာလာနေပြီဒါဆိုင်ငယ်မောင်းနေပေါ့လေချစ်ဘလူးနဲ့ကြကားကြောနေလေလာပြီဟုတ်တယ်ဒီကိုနဲ့တည်တယ်တဲ့ဟင်ကိုသူ့မသိဘူးဗျာတယောက်ထဲနဲ့ပြောနေတော့တကယ်ကိုလေးစားတယ်ဗျာခင်ဗျဘယ်ရလဲအမေခင်ဗျကိုကျွန်တော်မသိပါဘူးခင်ဗျဗလိုင်းကြီးပါပဲဟုတ်တယ်